အားလုံးမင်္ဂလာပါ We Learn Together မှာအတူတကွလေ့လာဖို့ပြန်လည်ကြိုးစားပါရစေကျွန်တော်တို့ event ဖြစ်ပါတယ်ဆိုတော့ I'm your learning partner ဒီနေ့မှာကျွန်တော်တို့ဒီပေါ့နော်သွားမယ့်ပုံစံတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့အင်္ဂလိပ်စာလေးလေ့လာဖြစ်မယ်အင်္ဂလိပ်စာလေးspeaking practice လေးလုပ်ဖြစ်မယ်ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်ရဲ့ mental encouragement အတွက်လည်းအထောက်အကူဖြစ်စေမယ့်ပုံစံပေါ့နော်ကျွန်တော်အတူတကွလေ့လာမယ်ဖြစ်တယ်ဆိုတော့အတူတကွလေ့လာမယ်လို့ပြောတဲ့အခါမှာဘာလို့ဒီလိုလေ့လာခြင်းအဖြစ်ကြည့်ရလို့လေတခုတစ်စုံတစ်ခုရမယ်ကျွန်တော်အနေနဲ့လေဒီအတူတကွလေ့လာမယ်ကျွန်တော်လည်းဒီစာတွေကြားခြင်းအဖြစ်လေ့လာခြင်းအဖြစ်ကျွန်တော်အထောက်အကူအရင်ဖြစ်တယ်ဆိုတဲ့အရာပြောချင်တာဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ပေါ့နော်ကျွန်တော်တို့အတွေးခေါ်ထဲမှာတခုခုလုပ်တဲ့အခါမှာလေ့လာတဲ့အခါမှာအလုပ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် limiting beliefs ကျွန်တော်တို့ကန့်သက်နေတဲ့အတွေးခေါ်တွေကျွန်တော်ဟိုမှာရှိတယ်ဆိုတော့အဲ့ဒီဟာဘယ်လိုဖြစ်မလဲဆိုရင်ဥပမာအနေနဲ့ပေါ့နော် I'm not smart ငါမတော်ပါဘူးဆိုတော့အတွေးခေါ်အုံနောက်ထဲမှာရှိခဲ့ဘူးလားမသိဘူးပေါ့နော်ကျွန်တော်ပေါ်မှာဆိုရှိခဲ့ဘူးတယ်ဆိုတော့အဲ့ဒီအရာရှိတဲ့အခါမှာကျွန်တော်တို့ reframe ပြန်လုပ်ဖို့လိုတယ် reframe လုပ်တယ်ဆိုတာကျွန်တော်တို့ရဲ့ psychological အရာပေါ့နော် cognitive process တနည်းအားဖြင့်အုံနောက်ရဲ့ဒီအလုံးလုံးပုံကိုကျွန်တော်တို့ပြောင်းယူလိုက်တယ် I'm not smart လို့အချင်းချင်းကိုယ်အုံနောက်ထဲရောက်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့က intentionally shifting our focus ကျွန်တော်ရဲ့အုံနောက် focus ထားတဲ့နေရာအာရုံပြုတဲ့နေရာကိုတမင်တကာကျွန်တော်ပြောင်းယူလိုက်တာကို reframing လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ I'm not smart လို့ကိုပြောတဲ့အခါမှာကျွန်တော်ဒီစကားလုံးနဲ့reframe ပြန်လုပ်ပါ I can learn with practice and consistency နောက်တစ်ခါ I can learn with practice and consistency so practice ဆိုတာကဘာပြောချင်တာလဲဆိုတော့ doing something again and again to improve yourself ကိုတိုးတက်ဖို့အတွက်တစုံတစ်ခုကိုကျွန်တော်တို့အချိန်ချင်းဒီချင်းချင်းအဖြစ်ပြုလုပ်တာကို practice လို့ခေါ်တယ်နောက်တစ်ခုကအလုံးအရေးကြီးတဲ့စကားလုံး consistency ဆိုတာက continuing something regularly without giving up တစုံတစ်ခုကိုအရှုံးမပေးဘဲနဲ့နေစဉ်လုပ်နေတဲ့အရာကိုပြောတာပုံမှန်လုပ်နေတဲ့အရာဥပမာအဖြစ်ကိုကနေ့တိုင်းအင်္ဂလိပ်စာ grammar pattern တစ်ခုလေ့လာတာဆိုရင်လည်းရတာပဲတော့မကိုကနေ့တိုင်းစာအုပ်တုပ်ကိုကျွန်တော်တို့ကောင်းစဉ်တစ်ခုဖတ်တယ်တော့မကိုနေ့စဉ်ကို self talk ကောင်းတဲ့အရာတစ်ခုပြောတာပဲဖြစ်ဖြစ်သင်ချာကိုဥပမာပေါ့နော် chapter တစ်ခုလေ့လာတာပဲဖြစ်ဖြစ် personal development ကိုဘယ်အပိုင်းမှာဟို self control အပိုင်းမှာဆိုရင်အဲ့ဒီအရာနဲ့လေ့လာတာပဲဖြစ်ဖြစ်တရက်လေ့လာတဲ့အခါမှာနှစ်ကုန်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ပြောင်းလဲမှုအကြီးကြီးဖြစ်သွားတယ်ဆိုတဲ့အရာဥပမာ atomic habit ဆိုတဲ့စာအုပ်ထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ် compounding effect ဆိုရင် if you improve 1% daily at the end of the year there will be 37% improvement နော်ကိုယ့်ရဲ့အားလုံးရဲ့လှုပ်ဆောင်မဲ့38%တော့တိုးတက်သွားတာဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုပြောချင်တာဖြစ်တယ် grammar pattern အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင် I can ဆိုတော့ကျွန်တော် modal verb ကိုပြောတာဖြစ်တယ်အနောက်မှာ verb 1နဲ့လိုက်တယ်တနည်းအားဖြင့် original verb ses လုံးဝထည့်လို့မရအောင် I can verb ပြီးတော့ with plus noun ဆိုတော့ကျွန်တော်တစ်ချက်ပြန်ကြည့်အောင်ပေါ့နော် I can learn with practice and consistency ပြောကြည့်ပါ I can learn with practice and consistency whenever you have the thought telling yourself that I'm not smart you tell them back I can learn with practice and consistencyဆိုတော့ကိုငါမတော်ဘူးလို့ပြောတဲ့ချိန်မှာဒီစာကြောင်းကိုပြောပါ I can learn with practice and consistency တစားမဲ့လေ့ကျင့်မှုနဲ့ကျွန်တော်တို့အမြဲတမ်းပုံမှန်လေးအတိုင်းလေ့ကျင့်ခြင်းအဖြစ်ကျွန်တော်သင်ယူနေတယ်ဆိုတဲ့အရာကိုကိုပြန်ပြောပါဆိုတော့ဒီအရာကသင်တို့အများကြီးထောက်ကူပြုမယ်လို့ကျွန်တော်ယုံကြည်တယ် Keep learning keep applying we learn together thank you everyone and see you in the next video